မင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့မင်္ဂလာတုံမြို့နယ်တင်ငန်းညွန့်ကြီးပလဲမြို့တင်မှာရှိတဲ့ဓာတ်တော်မွေတော်ကံကူစေတီကိုရောက်ရှိနေတာဖြစ်ပါတယ်အခုဒီနေရာမှာဆိုရင်စေတီတော်ကြီးနဲ့အတူအရန်စေတီတော်180စုစုပေါင်း181စုကိုတည်ထားဖို့ပဲထားတာဖြစ်ပါတယ်ခင်ဗျာဗရမများဆရာတော်ဦးတုံနရဟာဆိုရင်ကျွန်တော် channel လေးမှာတင်ဆက်ပြသမှုတဲ့ကဝမြို့နယ်ဖလီကြီးရွာမှာရှိတဲ့ကျိုက်မက်ခေါ်စေတီတော်မြတ်ကြီးနဲ့ရန်ကုန်ပဲခူးလမ်းမကြီးပေါ်ကဝင်ရတဲ့ကျိတ်တီဓမ္မတိုက်စေတီတော်မြတ်ကြီးကိုကြီးတော်တင်လူခဲ့ပါတယ်ဒီစေတီတော်မြတ်ကြီးနဲ့စုကိုဖူးမြော်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးမှာဝင်ရောက်ကြည့်ရှုဖူးမြော်လို့ရပါတယ်ခင်ဗျာစေတီတော်ကြီးဟာဆိုရင်ညံတော်108ပေမြင့်ပါတယ်ခင်ဗျာဒီစေတီတော်ကြီးဟာဆိုရင်ပကံမှာရှိတဲ့စေတီတော်သုံးစုရဲ့ပုံတရံကိုမိညမ်းပြီးတိဆောက်ထားတာဖြစ်ပါတယ်ခင်ဗျာဒီစေတီတော်ကြီးမှာဆိုရင်အောက်ခြေမှာဆိုရင်အနန္ဒဘုရားရဲ့ပုံစံကိုမိညမ်းပြီးတော့လိုင်းကူပုံတရံတိဆောက်ထားပါတယ်ဒီပိုင်းအားဆိုလို့ရှိရင်တော့ဆူနာမီစေတီတော်ရဲ့ပုံစံကိုမိညမ်းထားတာဖြစ်ပြီးအထက်ပိုင်းအားဆိုရင်တော့တပ်ပေညူဘုရားရဲ့ပုံစံကိုမိညမ်းပြီးတော့တိထားကိုထားတာဖြစ်ပါတယ်ခင်ဗျာတွေ့မြင်နေရတဲ့အတိုင်းဒီစေတီတော်ကြီးနဲ့ဒီအောက်ဘက်ကအရန်စေတီတော်တွေကတော့မြန်မာမှုပုံတန်ထီတော်တွေကိုတည်ထားတာတွေ့ပြီးတော့ဒီဘက်အချက်မှာတော့ရှိတဲ့စေတီတော်တွေကတော့တူးဆန်းများဒီဘက်ကတော့ရှမ်းပြည်ဘက်ကထီတော်တွေပုံစံကိုတည်ထားဖို့ပဲထားတာကိုတွေ့ကြည့်ရပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်နဲ့အတူတူစေတီတော်ကြီးအတွင်းထဲကိုဝင်ရောက်ပြီးတော့ဖူးမြော်ကြအောင်ကျွန်တော်နဲ့အတူတူလိုက်ပါပြီးတော့ဖူးမြော်ကြပါအောင်နော်အခုဆိုရင်ကျွန်တော်စေတီတော်အတွင်းထဲကိုဝင်ပါတော့မယ်ဒါတော့စေတီတော်အတွင်းထဲကိုဝင်ပေါက်ပါကြောက်ထဲထဲကိုဆက်ဝင်လာမှာနော်အခုဒီမှာတွေ့ရတော့ဝင်ရင်ပူတူရတယ်ရတော့ဘူးဘောရရုပ်ဘောတော်ကြီးပါစေတီတော်ရဲ့ညံတော်ဟာဆိုရင်108ပေမြင့်ပြီးစေတီတော်ရဲ့အောက်ခြေဟာဆိုရင်အနန္ဒဘုရားရဲ့လှိုင်ကူတော်ပုံစံကိုတည်ထားတာဖြစ်ပါတယ်ခင်ဗျာ21ပေမြင့်သောလှိုင်ကူကြီးအတွင်းမှာဆိုရင်ညံတော်15ပေရှိသည့်မတ်တရုပ်ဘွားတော်များ၄စုကိုအရက်၄မျက်နှာသို့မျက်နှာမူ၍ထဲသွင်းပူဇော်ထားပါတယ်ခင်ဗျာဒီရုပ်ဘွားတော်ကြီး၄စုကတော့ဗဒကဘာတွင်ပွင့်တော်မူခဲ့ပြီးဖြစ်သောကကုတ္တမြတ်စွာဘုရားဂေါနာဂုံမြတ်စွာဘုရားကတ္တပမြတ်စွာဘုရားနှင့်ဂေါတပမြတ်စွာဘုရားစတဲ့ဘုရား၄စုကိုရည်ညွှန်း၍ပူဇော်ထားခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးစုစုပေါင်း၄စုပေါ့နော်အရက်မျက်နှာ၄ဘက်လုံးပဲထားတယ်ဒီဘက်အချမ်းမှာဆိုရင်တော့အပတ်လည်းမှာအရန်စေတီတွေရှိရလားအရန်စေတီတွေကတော့မူတော်အမျိုးမျိုးနဲ့ပဲစမဲဆိုတော့မတူဘူးကြမူတော်အမျိုးမျိုးပုံစံကိုထုတ်လုပ်ထားတာကိုတွေ့ရပါတယ်ဘုရားကြပါအောင်နော်အခုဆိုရင်ကျွန်တော်ဖျားရှိပြလိုက်ပါအောင်မယ်နော်ဒါတော့စေတီတော်ကြီးရဲ့အပြင်ဘက်လိုင်ကူပတ်လမ်းမှာဒါလည်းပကံအငွေ့တက်တွေခန်းစားတယ်ဗျာလိုင်ကူကလေလှုပ်ထားတဲ့ပုံစံပကံခေတ်ပုံစံကိုမြင်ရပြီးလှုပ်ထားတာဆိုတော့အခုဆိုရင်ကျွန်တော်ရေမြင်တော်ကိုတစ်ဖက်ပတ်ကြည့်ပါမယ်နေ့လယ်ပိုင်းဖြစ်နေတော့နေ့တော့ပူတယ်ဗျာနည်းနည်းလေးဒီနေ့ကတော့ရုံဖွင့်ရဖြစ်တဲ့အတွက်ကြောင့်လူကတိတ်မရှိဘူးပြစေတင်းဝင်ဆိုတော့ပိုစီရလို့ပြောတယ်ဟိုဒါတော့ကျွန်တော်ချင်းမင်းတော့တပတ်ပတ်နေတာပါပြရယူတပတ်ပတ်တော့နော်ဒီမှာတော့အရန်စီပပလက်ရှိတယ်ဒီမှာတော့ဖရားကြီးကကျွန်တော်ခုနဝင်လာတဲ့အပြင်ဘက်ပလန်ပေါ့နော်အဲ့ဒီကျွန်တော်မွန်းတော့ဒီအရန်စီဒီဘက်ကနေပြီးတော့သွားမယ်အရန်စီဒီဘက်ကနေရာလေးတွေလှတယ်ဗျကျွန်တော်ရိုက်ပြမယ်
ဒါတော့အရန်စေတီဟိုဘက်ဒီဘက်ရှိတဲ့ကြားထဲကနေပြီးတော့ကျွန်တော်လမ်းလျှောက်ပြီးသွားနေရပါတော့ဒီနေရာလေးကလှတယ်ပဲပြီးပါတစ်ဖက်တစ်ချက်မှာအရန်စီနဲ့ဒီလမ်းကြားလေးရလေဟိုဘက်ဒီကြောင်လမ်းလျှောက်သွားလိုက်ကျွန်တော်ခေါင်းလောင်းသွားပြီးတော့ထိုးပြီးတော့အမြတ်တမ်းဝေးလိုက်ပါအောင်မယ်ခေါင်းလုံးတိုင်လုံးကြီးကတော့ပကံခစ်ပုံစံလို့ပါလို့ဗျာကဲခေါင်းလုံးတိလိုက်ပါမယ်နော်ကျွန်တော်ခေါင်းလုံးတိလိုက်ပါမယ်နော်အခုဒါတော့ဝင်သွားမှာတွေ့ရတယ်ဈေးရန်လေးတွေပါအထည်လေးတွေရှိတယ်မျက်မှန်လေးတွေရှိတယ်အစားတောက်လေးတွေရှိတယ်အမှတ်တရပစ္စည်းတွေလည်းရှိတယ်ဗျအခုဆိုရင်ကျွန်တော်ဒီဘက်မှာရှိတဲ့ကန်ကြီးကိုသွားကြိုက်ပါမယ်ဒီဘက်ကန်ကြီးမှာဆိုရင်တော့ငကားကြီးပတ်နေတဲ့ပုံစံရှိတယ်ဗျကျွန်တော်ထပ်ထပ်ဝင်ကြည့်တာမယ်နော်ကျွန်တော်အဲ့လိုလိုက်ပြီးတော့ကြည့်ရှုကြပါအောင်ခင်ဗျာအခုဆိုရင်ကျွန်တော်ကန်ကြီးကိုတွားကြည့်ပါမယ်ကန်ကြီးရဲ့အလယ်မှာဆိုတော့ဓာတ်တော်လိုက်ရှိတယ်လို့ပြောပြကျွန်တော်အဲ့ဒါဝင်ကြည့်လိုက်မယ်ဒီမှာဓာတ်တော်လိုက်ရှိပါတယ်သူနိုင်မရဓာတ်တော်လိုက်ဖြစ်ပါတယ်အဲကျွန်တော်လည်းဒီဝင်ပြီးတော့ပုံရကြပါအောင်နော်အခုဒီမှာတော့ပို့တွေ့ရတာတော့ဓာတ်တော်လေးဖြစ်ပါတယ်ရဟနာဓာတ်တော်လေးရောနော်စုံမရတော့ဓာတ်တော်လေးအားလုံးပေါင်း၄ဆင့်ရှိပါတယ်တော်ကြီးချားထဲမှာလည်းဗုဒ္ဓယောဂတော်လေးတွေလည်းရှိတယ်ဗျာဒါတော့တတရရဲ့ဖိမရှိရဲ့ရေကန်ကြီးပါရေကန်ကြီးပဲလည်းမှာတော့ငကားရုပ်ကြီးရဲ့ခြံထားပြီးတော့နော်ဒီဆောက်ထားတာပါဗျာဒီထတော်တိုင်းရှိတဲ့ကန်ကြီးကနေပြီးတော့ကြည့်လို့ရှိရင်ဘုရားကြီးကိုလှမ်းမြင်နေရပါတယ်ဒါတော့ထတော်တိုင်းကနေပြီးတော့ထွက်လာလို့ရှိရင်ထီတော်ကြီးပုံစံမှာကြောက်ထီတော်ပုံစံမှာဒါပေမဲ့ကြောက်နေတော့မဟုတ်ဘူးပြလောက်ထားတာကွန်ကရစ်နဲ့အပေါ်ကမျက်နှာချင်းနဲ့လောက်ထားတာအဲ့နေရာလေးမှာလည်းထိုင်ပြီးတော့နားလို့ရပါတယ်ဒီနေရာလေးကအရင်အေးတယ်ဗျဒါတော့ဇေယျကြီးပါဖရားရဲ့ဖိနာမှာရှိတာဇေယျကြီးကြွေပြားတွေခင်ဗျာအတန့်ပြနေရတယ်လူတွေနားလို့ရတယ်ဟိုးရှိမှာဆိုလူတွေနားနေအောင်နော်အဝေးရလာတဲ့ဧည့်သည်ဆိုရင်ဒီမှာထိုင်ပြီးတော့ထမင်းတွေစားလို့လည်းရတယ်အေးစီနားလို့ရပါတော့လှဲလို့ရတယ်ဒီနေရာလေးကခုမြင်တွေ့နေရတဲ့ဆရာတော်ကြီးကတော့ကျေးဇူးရှင်ဗရမ ्या ဆရာတော်ကြီးပုံမှာဒီစီရီယိုတီထားကိုရတဲ့ဆရာတော်ကြီးပေါ့နော်ကျွန်တော်ဇေယျကိုဖြတ်လာပြီးတော့ဒီဘက်ချမ်းညာဘက်ဘယ်ချမ်းပါနော်ဒီမှာငရေုံဖျားရှိပါတယ်
ကန်လည်းမှာတွားရောက်ပြီးတော့ဖုန်ညောလိုက်ပါအောင်မယ်နော်ကျွန်တော်လည်းအတူတူလိုက်ပါပြီးတော့ဖုန်ညောကြပါအောင်ခင်ဗျာငကေုံဖျားတော့ကြောက်စင်းတုံးနဲ့ထူထားတယ်ကြောက်စင်းတုံးတော့ဗောနော်စင်ကြောက်စင်းတုံးပါဖုန်ညောကြပါအောင်ငကေုံဖျားရဲ့ညာဘက်ချမ်းဒီဘက်ဆောင်းနှန်းထဲမှာတော့ရှင်ဥပဂုတ်တာကိုရမကြီးနဲ့ရှင်သေဝီကိုရမကြီးရဲ့ရုပ်ထုတော်ရှိပါတယ်။ဒီမြောက်ပြီးတော့ဖုန်ကြအောင်ဗျာ။ဟုတ်တာနော်။တိုင်းဘက်ကနေပြီးတော့ရိုက်ထားတဲ့ဇေယျကြီးပုံမှာဒီဘက်ကရှုရင်လည်းဖိုးလာတယ်ဗျာ။အခုဆိုရင်ကျွန်တော်ဖရားရဲ့အပြင်ဘက်မှာရှိတဲ့ဇေတန်းကိုတောက်ပတ်ပါမယ်။ဟုတ်တာတော့အတွင်းဘက်မှာရှိတဲ့ဇေတန်းလေးပါ။ဒီမှာမုတ်လေးတွေရောင်းနေတာ။ဒီမှာလည်းမုတ်သေးတယ်အများကြီးပဲ။ဖျားဘူးရတဖိုးဖိုးနဲ့လာတယ်ဗျာဒီမှာကားတစ်စီးထပ်ဝင်လာတယ်ဖျားဘူးရလာတော့လာတယ်တဖြည်းဖြည်းတဖိုးတော့ရောက်လာတာတော်များနေအပြင်မှာရှိတဲ့ဈေးကမှာငချင်းတွေများတယ်ဗျာဒီဘက်ချမ်းမှာငချင်းတွေပစုံချင်းတွေဟိုဘက်ချမ်းမှာတော့အိမ်တန်းနေရှိပစုံချင်းတွေရောက်လာတယ်အေးပါဟေးဒီမှာတော့ဒါမုတ်လေးတွေရှိဒါတော့အပြင်မှာတွေ့ရတဲ့မုတ်ဈေးတန်းမှာဟုတ်ပါဟိုပြန်ပတ်ကြည့်တော့မယ်ဒါအပြင်မဲ့ဈေးတန်းမှာဒါတော့အတွင်းမဲ့ဈေးတန်းမှာဒါတော့မဟုတ်ဘူးပေါ့နော်ဒါမဟုတ်ဘူးပါဒီမှာတော့3မျိုး5000နဲ့မုံလေးတွေရှိရစာကလေးဝေးတွေအာလူကြော်တွေအစုံဝဲပြဒီမှာခုထက်ကြီးကျွန်တော်ဒီမှာမုံလေးတွေဝယ်ဒီမှာယူလေးတွေရှိရဗျမုံတွေကတော့အစုံဝဲဗျ9000ပါတယ်ဟိုမစိုးပြဒီမှာတန်တယ်ဟိုဒါလေးတွေဆိုပါတော့ဆိုရင်စာကလေးကိုရှိရယ်ဒီမှာဆိုရင်အတိုက်ရှိမယ်ဒီမှာဆိုရင်ဒါကောင်းချင်းဘွက်ကြော်ရှိရယ်အားလုံးက3မျိုးယူမှာ9000နဲ့တက်နေဒီမှာကဲအမီးလဲပေးတယ်တဲ့ပိုးလဲကျွေးတယ်တဲ့အလကားကျွေးအောင်ပိုကောင်းအလကားကျွေးတိုင်းတော့ပိုကောင်းညီလဲကျွေးတယ်ပိုးလဲပေးတယ်စားကြည့်သမီးဟုတ်နဲ့ဆက်စိတ်2000သမီးမှာဒါမျိုးလေးတွေလက်ဆက်ယူလိုက်လောက်ဖို့လဲသမီးလက်ပြန်ဒီကလည်းလက်ဆက်ကဲဒီမှာဂျာရီတို့လေးလည်းကျွန်တော်ဝယ်လာပါသေးတယ်ဒါဂျာရီရောင်းတဲ့မာကြီးပါသဘောကောင်းပါတယ်ဒီမှာဒီဘက်ဖျားကိုရောက်လို့ရှိရင်လည်းဒီမှာပြိုင်တုံလေးဝယ်စားလို့ရပါတယ်အခုဆိုရင်ကျွန်တော်ဈေးရန်လေးကနေပြီးတော့ပြန်ထွက်လာပြီးဈေးတော်ရဲ့အပြင်ဘက်ဆုံးပတ်လန်းကနေလမ်းလျှောက်ပြီးတော့ဈေးတော်နဲ့ရန်ဈေးတော်တွေကိုရိုက်ပြပါမယ်ခင်ဗျာ
အခုကျွန်တော်ရိုက်ပြတဲ့နေရာကတော့ဇီတော်ရဲ့ပလန်းအမြင်ပဲတောင်းနေရာကနေပြီးတော့ရိုက်ပြထားတာပါဒီနေရာလေးကနေပြီးလေပူးမြော်ကြပါအောင်ခင်ဗျာတချို့ဖျားဖူးတွေကဒီနေရာလေးတွေမှာဖျားလဲဖူးရင်အလားတက်ပုံလေးတွေကိုလာရိုက်ကြတာကိုလည်းကျွန်တော်တွေ့ခဲ့ရပါတယ်ခင်ဗျာဒီလိုကြီးညိုတင့်တယ်ပြီးလှပတဲ့မြင်ကွင်းတွေလည်းရှိတယ်ဒီဇီတော်ကြီးကိုအခါအခွင့်သိရင်လေလာရောက်ပူးမြော်လဲပတ်စီခြင်းပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်ဖျားလဲဖူးပြီးသွားပါပြီမုတ်တွေလည်းဝယ်ပြီးသွားပါပြီအဲဆိုရင်ကျွန်တော်ပြန်တော့ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အဆင်ပြေမဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်ဆောင်ကြမယ်เนาะ